အခန်းနဲ့အချစ်ကမျက်နှာတော်လိုက်လေးရှိကြောင်းအကောင်းဆုံးသက်သေပြနိုင်တဲ့လူကတော့ဆမမကိုပဲဖြစ်တယ်။မမကိုကိုကြိုက်တဲ့သူကိုကပြန်မကြိုက်နိုင်တဲ့ကိုထက်တန်းကြီးသူအတန်းထဲမှာရွေသူအတန်းအောက်အငယ်တန်းမှာကောင်းလေးမြောက်ကိုတစ်ချက်မှမျက်နှာသာမပေးပဲမျက်စောင်းတို့စုပုတ်တာခြေဆောင်ညူဆူပြီးတော့အတန်ကျိန်နဲ့អော်တာမမတော့မလိုက်နဲ့နော်ခြေထိုးခံပြစ်လိုက်မယ်ဘာမှတ်လဲဆိုပြီးတော့ချင်းချောက်တာတွေအနိုင်ယူတာတွေကိုကမကြိုက်တော့ကိုကတေးလို့အကြိုက်နေတော့ကောင်းကလေးကိုကြတော့တနေ့မှတစ်ချိန်ကိုလာကိုသူတတိပြုမိစေဖို့သူနဲ့မျိုးလုံးချင်းဆိုင်ပြီးတော့ပြုံးပြခွင့်နှုတ်ဆက်ခွင့်ရဖို့တင်းရင်တင်းစကားပြောခွင့်ရဖို့မျက်နှာချိုသွေးပြီးအောက်ကျိုးတယ်မမကသူနဲ့ပတ်သက်ရင်အမြဲကြောင်ကြတဲ့အမမယွန်းယွန်းဖြစ်ပြီးတော့သူ့ရဲ့ရှိမှမှလည်းတခုခုတော့ပြောစရာဖြစ်မြဲပဲသူကလည်းမမအဲ့လိုဖြစ်နေရကိုတော်တော်စိတ်မရှိဒီမခံနိုင်ဖြစ်နေပုံရပါတယ်မမသိစကားများလုံးတာကိုလည်းသူကြည့်မရတာသိချလောက်တယ်ဒါပေမဲ့မမပြင်သလားဆိုတော့လည်းအဆွဲကြီးနေတဲ့မွေးရပါတတိပြီးစားမလို့ပြင်လို့မရအောင်တငယ်ချင်းတွေတပြုံတမကြီးကားပေါ်ပြစ်သိပ်တင်အတန်းလေးပြီးတော့စကော်စီသွားတာဝတ်သားတို့စားတာမမတို့ကတပတ်မှအနည်းဆုံးတစ်ချိန်လောက်တော့လုပ်တဲ့အလေးထားတစ်ခုပဲမမရဲ့ဖြစ်တွေကိုပြောရရင်ကုံနိုင်မှာမဟုတ်ဘူးအဲ့ဒီနေ့ကစကော်စီတော့ဖို့ကျောင်းရှင်မိဘရအဖြတ်မှာဆေးရုံကြီးကနေပြီးတော့ကျောင်းကိုလမ်းလျှောက်ကူးလာတဲ့သူ့ကိုတွေ့လိုက်တဲ့အချိန်မှာမမကစိတ်လှုပ်ရှားပြီးရောင်ရမ်းပြီးတော့ရှင်ပြင်းပြင်းနဲ့သွားနေတဲ့ကောက်ဘရိတ်တအားဖိနေမိနေတာဖြစ်သွားတယ်မိဘရမိစိတ်ငြင်းဖြစ်တဲ့အတွက်ကြောင့်မလို့မမကားကိုဘရိတ်ကရုတ်တရက်စောင့်နေလိုက်တာကြောင့်ကားထဲကအမျိုးသမီးတွေအကုန်လုံးဖျိုးဖျဲဖြစ်ပြီးတော့ခေါင်းဆောင်မိတဲ့သူဆောင်တနေမိရဲ့သူကတနေမိပြီးတော့ဟန်ချက်တွေပြက်ကုန်ကြတဲ့ပြင်နောက်ကားတွေကလည်းအားလုံးအလက်တကြားဖြစ်ပြီးတော့ brake ဆဲတန်အနေနဲ့ဆောင်ကြီးအောင်ကြီးဟွန်တီတန်တွေဆဲရီတန်တွေနဲ့ဆူညံသွားတော့တယ်ကဘာလောကကြီးတစ်ခုလုံးဘလောက်ပဲဆူညံဘောလောရိုက်ပြီးကတောင်ကနေဖြစ်သွားတော့လေကိုတင်မီကခေရေးပေးပင်လမ်းဆက်ရှောက်မပြတ်ခြောက်သွားတဲ့အတွက်ကြောင့်မလို့လေပင်ကြီးတစ်ခုလုံးစောင်းနေပြီးလက်ကြည့်မိတော့မမကိုလည်းမြင်ပုံမရအောင်မိဆက်ဘလို့လုံးလိုက်တာလဲတီတော့မှာပဲနောက်ကကားတွေဝင်းဆောင်အောင်တော့မှာပဲဟွန်းနေတီးကုန်ပြီဟဲ့မောင်းလေဘာလို့ကြည့်နေရလဲဟိညီတူတာကိုမြင်လိုက်လို့ရုတ်တရက်ရောင်ပြီး break မနေမိရဘာဖြစ်ညီတို့မသိနိုင်ပါဘူးအလိုလေးမြင်တာနဲ့ပဲမျိုးလုံးတူမျက်စံပြင်းနဲ့ break မနေသေးတယ်မိဆက်တော့တော်တော်စိုးနေပြီယူမတဲမညီရကိစ္စမရှိဘူးငါတို့မသိနိုင်ဘူးတဲ့နော်မျိုးမီဖြစ်ရေးသားဖြစ်ဖို့တော့မှပဲ9ရက်အလိုပဲရှိတယ်နောက်ကတချို့ကကြောတက်သွားပြီးတော့သွားကြတယ်မမရှက်ပြုံးပြီးတော့ယူတို့လိုကြောင်တို့လိုနေနိုင်လို့နဲ့ကောင်းလေးကိုတိတ်တိတ်စိတ်ချိန်ဆလိုက်တယ်သူ့ကိုမြင်နိုင်မမအမြဲပဲကမိုးရှူလိုဖြစ်တဲ့ကအကျဉ်းတစ်ခုလိုမျိုးဖြစ်နေတယ်သူ့လောက် AC တီးတန့်ဆိုင်တဲ့ကောင်းကလေးမျိုးကိုလည်းမမတက်မှမကြုံဘူးအဲ့ဒီဖြစ်ပြကြောင်မမကတငယ်ချင်းနေကြရမှာလဲနောက်ပြောင်စရာတစ်ခုထပ်ပြီးတော့တိုးလာတယ်သူ့ကိုမြင်မိဆက် brain နဲ့မယ်ဆိုပြီးတော့အားလုံးကဝိုင်းလောင်ပြောင်းတရောကြတယ်မမအပြုံးမပြတ်ဘူးနေနေအောင်နောက်တစ်ချိန်ကြိုးစားတာပေါ့ဆိုတဲ့လက်သုံးစကားကိုမမအမြဲတမ်းသုံးတယ်ဒီနေ့ကျတော့သူတို့အားလုံးရင်သက်ရှူမောအံ့ဩသွားလိုက်ရအောင်ကိုသူနဲ့ချစ်သူတွေဖြစ်လိုက်ကြအောင်မေးဆိုပြီးမမမျောလင်းစိတ်နဲ့တေးတကူနဲ့ကြုံသွားနေတယ်ဒီချိန်တော့တငယ်ချင်းတွေခေါင်းဆိုင်ပြီးတော့ဒူးတိုက်ဆွေးနွေးပြီးနေသူ့ကိုဓာတ်ပုံခိုးရိုက်ဖို့ကြိုးစားခဲ့တယ်မမတို့လမ်းမတော်စီးကြောင်မှာလူတယောက်ကိုသူမသိအောင်ဓာတ်ပုံခိုးရိုက်ဆရာနေရာတွေမြောက်များစွာရှိတယ်။ကျောင်းဝန်းလယ်မှာမြက်ခင်းပြင်စိမ့်တွေရှိနေပြီးတော့အဲ့ဒီမြက်ခင်းပြင်မှာဆရာကြော်ပွဲရလည်းကျင်းပနေ။ယောက်ျားလေးတချို့ကမြက်ခင်းပြင်မှာနေပြီးတော့မမရဲ့ကောင်လေးကတော့စာကြပိုးကလေးပီပီတတ်တာအုတ်ခုံကလေးမှာငိမ့်သက်အေးဆေးစွာနဲ့စာအုပ်ထိုင်ဖတ်နေပြီးရှိတယ်။ထိုမြင်ကွင်းကိုဓာတ်ပုံခိုးရိုက်ဖို့အတွက်ကိုကော်ရီတာကနေပြီးတော့ထပ်လာတယ်ခေါင်းငုပ်ပြီးတော့စာကိုစိတ်ဝင်စားနဲ့အာရုံစိုက်နေတဲ့သူ့ကိုအပေါ်ကြီးကနေပြီးဓာတ်ပုံခိုးရိုက်ရတာရင်ခုန်စရာလည်းကောင်းတယ်ရည်စရာလည်းတော်တော်ကောင်းတယ်မမတို့ဓာတ်ပုံခိုးရိုက်တာကိုသူမသိဘူးဟေးဘာလို့လုပ်နေကြရလဲဟာဆမမကိုလက်ထဲမှာကင်မရာကြီးနဲ့ဘယ်သူရိုက်နေရလဲပြောစမ်းဟောဒီမှာဓာတ်ပုံခိုးရိုက်နေပါတယ်ဗျို့ဓာတ်ပုံခိုးရိုက်နေပါတယ်ဆိုရက်အတန်ကုန်နီးပါးလောက်ကျဲလောင်းစွာអော်လိုက်တဲ့ဖြစ်မမတို့အုပ်စုကဘရုံသုံးကနေဖြိုးပြေးထွက်ပြေးတော့ကြတယ်သူနဲ့ပတ်သက်ပြီးမမတို့ကအစင်မြေကစင်ကစားဖြစ်ရလောက်အောင်သူကတော့မမတို့နဲ့ပတ်သက်ဖို့အတော်ကိုဝင်လင်းပြီးတော့ဤဆက်ဆက်နိုင်တော့တယ်သူရဲ့ဖာတိပါတာမျက်နှာပေးကြောင့်မမအလွယ်တကူလက်လျှောက်သွားမယ်ထင်ရင်တော့တက်ဆင်အောင်လွဲမလိုက်မယ်နော်သူနဲ့ပတ်သက်ပြီးတော့မမအင်မတန်စိတ်ရှည်တီးခမ်းပြီးဆွဲကောင်းနေသူဖြစ်တယ်သူ့ဘောမမဘလောက်စိတ်ရှည်ဆွဲကောင်းမလဲဆိုရင်နေ့လည်ခင်းတစ်ခုမှာ
farm ကို tutorial အဖြေကနေမှစာချက်နေတဲ့သူကိုစကားပြောဖို့အတွက်စူးစမ်းအားထုတ်ခဲ့အဖြစ်ပြတစ်ခုအားတည်ဖြစ်တယ်မမတို့ဖြေရမယ် lower lecture တည်ရရှိမှာခုံနှန်းရှိကြီးနှစ်ခုမျက်နှာချင်းဆိုင်ချထားတယ်သူကခုံနှန်းရှိတစ်ဖက်မှာထိုင်ပြီးတော့ခေါင်းငုပ်ပြီးစာဖတ်နေမမကျတော့ဆောင်းဝဲဖြေကန်ဒီထုံးစံတိုင်းစပင်အောင်ထူထူဖွားဖွားကိုကုတ်ပြီးတော့သူ့ရဲ့ဘေးနားမှာဝင်ထားလိုက်တယ် Emily နော် antihypertensive တွေကလည်းခတ်လိုက်တာဟိုဟာနဲ့ဒီဟာနဲ့ခုံရောထွေးကုန်ပြီစင်းနမယ်တွေကလည်းများလိုက်တာလုံးရောဆာရီယာပြီလားရင်မမကိုနည်းနည်းပြပေးပါလားဆိုပြီးတော့အပြုံးလေးနဲ့မျက်နှာချိုသွေးပြီးတော့စကားပေါ်ဖော်ရဝင်လောက်လိုက်တယ်သူကမမအကြောင်းကောင်းကောင်းသိနေတယ်ဆိုတော့တက်ကြောင်ဘာရောထွေးကြရှိလို့လဲဆမမကိုရဲ့ဆေးတစ်မျိုးစီမှာသူ့ရဲ့ action နဲ့သူရှိရပဲတစ်မျိုးစီကိုတည်တည်ချာခွဲမှန်းရတယ်ဘာမှမခက်ဘူးဆိုပြီးခက်ရေးပြန်ပြောတယ်မမကသူနဲ့စကားလက်ဆောင်ကြဖို့အခွင့်အလမ်းကိုရှာဖွေနိုင်လိုက်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုသူသဘောကျသွားတယ်။သူနဲ့စကားရဆက်ပြောဖို့အကြောင်းအရာကိုအားတက်တရောရှာဖွေပြီးတော့စိတ်မြန်လက်မြန်ရှိရဲ့အကျဉ်းတိုင်းသူ့ဘေးကိုပို့တိုးခဲ့ပြီးဟုတ်လားရှင်ကဘလို့တည်တည်ရှာခွဲမှလိုက်တာလဲရှင်ကတော့စာအုပ်တော်တာပါမမကိုရှင်းမှန်နေနေပြပြပေးလို့မရဘူးလားအရင်တစ်ပတ်ကျူတိုရီယာတော့မမစာမရလို့ခိုးချဖို့လက်ဝါးမှာရေးသွားတဲ့ဥစ္စာချူရီပြန်ပြီးတော့ပြတ်သွားလို့ဘာမှမမြင်ရတော့10မှတ်မှာ2မှတ်ပဲရတယ်တိလားမမစကားတွေလာများနေတဲ့ဖြစ်သူ့မှာဆန်ငုံဖက်လိုက်မမပြောတာကိုခေါင်းပေါ်နားထိုင်လိုက်ခဏလှုပ်ပြီးတော့နောက်တော့ဆုံးဝက်ဖြေကနေစကားတွေများနေလေဆမမကိုစာကိုချက်အဲ့လိုပြောပြီးတော့မမကိုတစ်ချက်ပြုံးပြပြီးတော့မျက်နှာချင်းဆိုင်ကားခုံနှန်းရှိကိုပြောင်းထိုင်သွားတယ်မမခုံနှန်းကလေးမှာတယောက်တည်းထိုင်ရင်သူနဲ့ရင်းနှီးတဲ့ရင်းနှီးအောင်ဘလို့စကားတွေဆက်ရွေးချယ်ရကောင်းမလဲညနေညနေတွေထုတ်နေရှေ့တဲ့ကသူ့မျက်နှာကိုခက်တွေနဲ့ဆက်ကြည့်ပြီးဟုတ်ပြီဒီနေ့မေကုန်းမှာဘာရီမေးနိုင်နေဆိုတဲ့အကြောင်းမမဆက်ပြောရစိတ်ကူးရပြီးတော့မမကသူ့ဘေးနာကိုရွှေ့ပြောင်းထိုင်မှုထိုင်နေရနေထားရလိုက်တယ်။အောင်းဆရာကောင်းတဲ့မမရဲ့နမောနမဲနိုင်မှုကတော့ကိုချစ်တော့ချင်းချင်းပြန်ခလုတ်တိုက်မိပြီးဟတ်တိုးလဲကြမလို့ဖြစ်သွားပြီ။ခက်ရှင်ရှင်နဲ့ပျော်တွဲဝက်သွားတဲ့ထမိန်ကိုပြန်နှင်းမိ။ထမိန်ကျမသွားရအောင်ကြပြကြရမနဲ့ဖမ်းပြီးတော့ထိန်းနေရတယ်။သူကတစ်ချက်တော့မောကြည့်လိုက်တဲ့နေကြုံရင်မမအတွက်ရှက်ကိုရှက်ကန်ဖြစ်သွားတယ်။သူကရီရောမလို့မျက်နှာဖြစ်ပြန်ကောင်းငုံလိုက်တယ်။မမတစ်ဖက်ကိုလှည့်ပြီးထမင်းကိုကြပြကြရပြန်ဝက်သူ့ဘေးကိုဒုတိယချိန်မှာပြောင်းထိုင်လိုက်ကအဆက်ပြေစကားမရှိစကားရှာမေးဟိုရင်ဒီနေ့တရားဆိုင်ပဲမေးရမယ်ထင်တယ်နော်ဒီတစ်ချိန်မမကိုကြည့်တော့သူ့မျက်လုံးများမှာဆိတ်ရှုပ်ထွေးရိတ်ကောရည်ချင်းရိတ်ပါရောထွေးနေစာမရသေးဆိုစမမကိုစာချက်ပါလားဘာဖြစ်လို့များစကားတွေလည်းများနေရလဲမချွတ်ရှင်တော့ပါဘူးမမကဆောင်းပွဲကန်းတဲ့ဝန်ခံနေစာချက်ရင်ခေါင်းထဲကိုမဝင်တော့တယောက်ယောက်နဲ့စကားပြောနေမှ relax ဖြစ်တာဒီတော့စကားများနေနိုင်တာတော့မရအားမရနိုင်သေးဘူးလားဆမမကိုဒီမှာကျွန်တော်စာချက်နေရစာချက်မဲ့တူတူများမမကိုစာပြောပြလိုက်ပြီးရောဖြေဖို့ချိန်မဲ့ဒီလောက်နေနေပြီအခုပြောပြလို့ရောခေါင်းထဲဝင်အောင်မဟုတ်လို့လားအင်္ဂါဖြစ်ကြိုကြမလားပဲနဲ့အဲ့ဒီနေကြကြီးရလဲတဖြောက်ဖြောက်ဝါနေတော့တာပဲနားနေလိုက်တာကဲတော့တော့မယ်ဘယ်တော့မှလို့လဲဆရာမတော်မရောက်သေးပဲနဲ့သူကဘာမှကိုမမကိုဘာမှပြန်မပြောတော့ပဲနဲ့စာအုပ်ပိတ်ပြီးတော့ထွက်သွားတယ်သူကနေတော့လည်းဖြစ်နေတာပဲဆောင်းပွဲပြေကနေကောင်းမနာအောင်တက်မြရေးအေးအေးကလေးတစ်ခွက်တော့ပို့သွားတာဆိုလည်းမမလိုက်တော့လို့ရတာပဲလေကိုစိတ်ကိုနဲ့ကိုမမကသူ့နောက်ကနေအသာတိတ်စိတ်လိုက်လာခဲ့မမရေးစားလို့တက်မြရေးဝက်တိုက်ပါလို့သူ့ကိုပြောရင်သူကတော့အာနာပါနာနဲ့ဝက်တိုက်ရှာမှာပဲဒါပေမဲ့တိတ်ဘလူးကလေးလောက်ရကြမှာလဲမမဆိုရင်သူ့အတိတ်တကိုတိတ်ချစ်မြတ်လို့အမှန်နဲ့တော့လဲရုပ်ပြစင်ပြအိမ်နေမဲ့အောင်ရှက်ရအောင်တော့မမမလုပ်ဘူးလေကိုသူထင်သေးမှမိမနောက်ကိုလို့ထင်မှလည်းတော့ကြောက်တယ်ဒါပေမဲ့ကံမကောင်းတာကမမဘာလို့လို့နမောနမဲနဲ့ရရချောင်းချောင်းပဲသူနောက်ကနေအိမ်နေရမတိမတကလေးလိုက်ခဲ့စမှာရုတ်တရက်သူချိုးခွေဝင်လိုက်တဲ့အခန်းကယောက်ျားလေးအိမ်သားဖြစ်နေရုတ်တရက်မမကကိုယ့်ပါဆက်ကိုပြန်အောင်ပြီးတော့အလန့်တကြားနောက်ကျောင်းပြန်လဲခဲ့ရတယ်မမရဲ့ဖြစ်ကိုတငယ်ချင်းတယောက်ယောက်ကများမတော်တဆတွေ့သွားနေလက်ကုပ်လောဝါတီးပြီးတော့ကောင်းချီအောက်ကပြေးချအောင်ပါမမကိုရိုင်းကလည်းဘာလို့ပြောစမှတ်တွင်ချင်ခဲ့တာကြီးပဲထိုဖြစ်ကိုပဲတော့မမမြင်ရရမည်မဟုတ်မမပြောချင်တာမမချစ်တဲ့ကောင်လေးနဲ့ပတ်သက်ပြီးတော့မမဘလောက်ပဲစူးစမ်းအားထုတ်မမရဲ့နမောနမဲနိုင်မှုရှက်ပြနိုင်မှုပူကြောင်နိုင်မှုတွေကဘယ်တော့မှအောင်မြင်လိမ့်မရှိဘဲနဲ့ရည်စရာဖြစ်တဲ့တစ်ခုဖြစ်တာအဆုံးသတ်သွားတယ်သို့တော့မမသူ့ရဲ့ဖြစ်ရတွေကိုသူ့ရဲ့ဖြစ်ရတွေအတွက်ကြောင့်စိတ်ပြက်အားလျှော့သွားတာမျိုးတော့မဟုတ်ဘူးဒီတစ်ချိန်မရရင်လည်းနောက်တစ်ချိန်စူးစမ်းရပေါ့ဆိုပြီးတော့ဇွဲခတ်မှုကြောင့်ရှိတယ်အဲ့ဒါတွေကြောင့်မမနဲ့သူ့ကြားမှာရည်စရာကောင်းတဲ့ကပောက်တိကပောက်ချအဖြစ်ပြက်တွေအချင်းရင်မနေတတ်အောင်ထပ်မံပေါ်ပေါက်လာခြင်းပဲဖြစ်တယ်အ
ပိုင်း2လေးကတော့ဒါပါပဲအပိုင်း3ကိုနောက်ရက်ကျရင်ဆက်ပြီးတော့ဖတ်ပြပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်